စိတ်ယုံမာတွေမမွေးကြနဲ့စိတ်ယုံမာတွေရှိလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဒါကြောင့်မို့တူဘောတူမေတ္တာထားကြစိတ်ကောင်းနှလုံးကောင်းမွေးကြကိုယ်ရနေကြသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာကျင်နာပွားကြကိုချင်းစာတရားထားကြကိုယ်ရတာလွန်သွားတဲ့ပုဂ္ဂိုလ်လည်းပဲသဘောပေါက်နားလည်ပြီးတော့သူ့ပေါ်မှာမနာလို့မရှုစိတ်မဖြစ်ကြနဲ့တစုံတစ်ယောက်ကကိုယ့်ကိုစော်ကားတော်လည်းပဲအညိုအတေးတွေထားပြီးတော့တုံ့ပြန်တဲ့ရံဘက်တွေမလုပ်ချနဲ့ဆိုငြိမ်းချမ်းအောင်ဆုံးမပေးတာဖြန့်ဖြေးပေးတဲ့စိတ်လေးသဘောထားတယ်တကယ်အေးချမ်းမှုကိုဖော်ပြအဲ့ဒါလို့ပြောတဲ့ပုဂ္ဂိုလ်တမိုးရှိတယ်ဟေးငုံမခံနဲ့ချသူကဒုံးနေဆိုငါဓာတ်နဲ့ဆိုငါလက်နဲ့ဆိုအဲ့လိုမြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာရှိတယ်အဲ့ဒါလို့ငုံမခံနဲ့အပြတ်ရှင်းဖြတ်ကြတတ်ကြဖြတ်ကြဆိုတဲ့ပုဂ္ဂိုလ်တိုက်တွန်းတဲ့ပုဂ္ဂိုလ် ਨੇ မလုပ်ကြနဲ့အလုံးသိခံပြီးတော့တဦးနဲ့တူဆင်ပြေအောင်ကိုချင်းစာတရားနဲ့နေကြဆိုအေးချမ်းမှုနဲ့ပူလောင်မှုကမတူဘူးနော်ပူလောင်မှုကမတူသို့သောလောကသားတွေအနေနဲ့ကတော့ငုံခံလိုက်တာကိုအရှုံးပေးတယ်လို့ယူဆကြတယ်ရှုံးပေးတယ်ဒီဘဝမှာသူကကြည့်လိုက်လို့ရှိရင်ရှုံးသွားတယ်လို့ယူဆကြတကယ်ကတော့မြတ်စွာဘုရားကအဲ့ဒါလို့မမြင်ဘူးမရှုံးဘူးဘာကြောင့်မရှုံးလို့ဆိုရင်မင်းရဲ့ရင်ထဲနှလုံးမှာဒေါသဆိုတဲ့အကုသိုလ်မဖြစ်တာကိုကမင်းမှမရှုံးဘူး